အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဆွေးနွေးမျှဝေပေးခြင်းနဲ့ဥပဒေအကြောင်းအရာတွေကတော့အဲဇင်းတိုင်ကြားရန်ပြက်ကွက်တယ်ဆိုလို့ရှိရင်ဘယ်လိုပြစ်ဒဏ်တွေရှိသလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရက်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနဲ့ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်ရက်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေရဲ့ပုံမှန်19မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုလို့ရှိရင်ရက်ကွက်သို့မဟုတ်ကျေးရွာအတွင်းနေထိုင်သူသည်တဲ့အောက်ပါကိစ္စတည်းရဲ့ပေါ်ပေါက်ပါကသက်ဆိုင်ရာရက်ကွက်သို့မဟုတ်ကျေးရွာအုပ်ချုပ်ရေးမှုထံသတ်မှတ်ချက်များနဲ့အညီတိုင်ကြားရမည်တဲ့ကကြီးအရှာရက်ကွက်သို့မဟုတ်ကျေးရွာအုပ်စုတစ်ခုခုတွင်နေထိုင်ပြီးတဲ့မိမိအိမ်တော်စုစရင်ဝင်မဟုတ်သူကားတဲ့ညစ်အိမ်ညစ်နေဧည့်သည်အဖြစ်လာရောက်တဲခိုခြင်းတဲ့ခါခွေမိမိထံလာရောက်တဲခိုသောဧည့်သည်ပြန်လည်ထွက်ခွာသွားခြင်းတဲ့ဒီကာကြီးရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကပေါ့နော်ဒီမိအိမ်တော်စုစင်ရင်ထဲမှာမပါတဲ့သူတွေပေါ့နော်အရှားမျိုးတွေအရှားနယ်တွေအရှားရွာမှာပေါ့နော်နေတဲ့သူတွေကမိမိအိမ်မှာပေါ့နော်ညင်အိမ်ညင်နေဧည့်သည်အဖြစ်လာရောက်တဲခုမယ်ဆိုလို့ရှိရင်အုပ်ချုပ်ရေးမှုထံကိုပေါ့နော်သက်ဆိုင်ရာစီးကချက်တွေနဲ့အညီတိုင်ကြားရမှာပဲဖြစ်ပါတယ်ဒီခဝေးရပေါ့နော်မိမိအိမ်ကိုညင်အိမ်ညင်နေဧည့်သည်အဖြစ်လာရောက်တဲခိုတဲ့ဧည့်သည်ပြန်လည်ထွက်ခွာသွားတယ်ဆိုရင်လည်းပဲပေါ့နော်အုပ်ချုပ်ရေးမှုထံကိုတိုင်ကြားရမှာပဲဖြစ်ပါတယ်အဲ့ဒီလိုတိုင်ကြားဖို့ပြက်ကွက်တယ်ဆိုလို့ရှိရင်ပေါ့နော်စစ်တမ်းအနေနဲ့ပုံမှန်29မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုလို့ရှိရင်ပုံမှန်19 18 19ပါတာဝန်ကိုဆောင်ရွက်ရန်ပြက်ကွက်လင်ထိုသူကို1000ထက်မပိုသောငွေတံကိုရှာမရမည်ငွေတံပေးဆောင်ရန်ပြက်ကွက်ပါက9ရက်ထက်မပိုသောထောင်ဒဏ်ကြခံစေရန်သက်ဆိုင်ရာတရားရုံးကရှာမရမယ်လို့ပြဋ္ဌာန်းထားပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဆွေးနွေးမျှဝေမှုကိုအနည်းရှော့ရမယ်ဆိုလို့ရှိရင်အဲဇင်းတိုင်ကြားရန်ပြက်ကွက်တယ်ဆိုလို့ရှိရင်ဘယ်လိုပြစ်ဒဏ်တွေရှိသလဲဆိုလို့ရှိရင်ပေါ့နော်ဒီ1000တက်မပိုသောငွေတံကိုရှာမှတ်ခြင်းခံရနိုင်ပါတယ်အဲ့ဒီလိုငွေတံရှာမှတ်ထားဖို့ပေါ့နော်ငွေတံပေးဆောင်ဖို့ပြက်ကွက်တယ်ဆိုလို့ရှိရင်ပေါ့နော်သက်ဆိုင်ရာတရားရုံးက9ရက်ထက်မပိုသောထောင်ဒဏ်ကိုရှာမှတ်ခြင်းခံရမှာဖြစ်ပါတယ်နောက်တစ်ပိုင်းမှာကတော့ကျွန်တော်သက်ဆိုင်ရာကောင်းစဉ်လေးတစ်ခုနဲ့အများပြည်သူတို့တည်ထိုက်သောဥပဒေဆိုင်ရာကိစ္စရပ်များကိုဆက်လက်ဆွေးနွေးမျှဝေပေးသွားပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်